What's up guys? The 4 idols ကရကိုပါဆိုတော့ကျွန်တော်ဒီအခု Where Wins Meet ဆိုတဲ့ game လေးကိုဆော့လာကနိုင်160ကျော်ပြီပေါ့နော်အဲ့ဒီအချိန်တွင်းမှာကျွန်တော်သိရသမျှအဲ့လို tips and tricks တွေကိုကျွန်တော်မျှဝေပေးချင်တာပေါ့ Number 1 boundary stones ကျွန်တော်ဒီ game ဆော့ပြီဆိုတာနဲ့ဒီ boundary stone လေးကိုကျွန်တော်တို့ live ဖွင့်ပြရအကောင်းနေပေါ့နော်ဘာလို့ဆိုတော့နောက်ကြာလာတဲ့အမျှဒီကောင်လေးကအဲ့လို mission လုပ်တဲ့နေရာတွေမှာဆိုလို့ရှိရင်အရင်ရေးပါမျိုးရှိတတ်တယ်။ဥပမာလို mission တွေလုပ်တဲ့နေရာတွေမှာအဲ့လိုမြင်းတို့ကျွန်တော် meteor flight တို့တခါတလေသုံးလို့ကောင်းပေမဲ့အဝေးကြီးသွားတဲ့အခါမျိုးဆိုလို့ရှိရင်ဒီ fast travel point တွေကကျွန်တော်တို့အချိန်ကုန်သက်သာစေရပေါ့နော်ဒီလို boundary point တွေရNumber 2 Echo Jade ကျွန်တော်တွေ့ရသလောက်လို့ beginner အများစုလုပ်တတ်တဲ့အမှားတော်တော်များများဒီ Echo Jade လေးတွေကိုပေါ့နော်အဲ့လိုပစ္စလက်ခတ်သုံးပြတာများတယ်ဒါလေးပေါ့အဲ့လိုပစ္စလက်ခတ်သုံးပြတာများတယ်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်မလိုအပ်တဲ့ဒီ draw တွေမှာရှောက်ပြီးသုံးပြတာမျိုးအားမျိုးတွေပေါ့ကျွန်တော်တစ်ချက်ပြမယ်ဒီမှာဆိုလို့ရှိရင်ဒီမှာသုံးပြတာမျိုးတွေပေါ့ကျွန်တော်ဆိုတော်တော်သုံးတာတယ်အဲ့တော့ကျွန်တော်အကြံပေးချင်တာကတော့သူ Echo Jade တွေအဲ့လိုမလိုအပ်တဲ့နေရာတွေမှာမသုံးမနဲ့ဒီအပေါ်ကlingering melody ပေါ့ဒီဟာလေးမှာသုံးတာလုပ်လို့ရတယ်ပေါ့နော်အဲ့လိုဝယ်ပြီးစုရတော့ပေါ့လုပ်လို့ရတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့200နဲ့ Echo Jade 200နဲ့ကျွန်တော်တို့ပေးဝယ်တယ်ပြီးတော့နောက်ထပ်အဲ့လိုဝယ်လို့ရတဲ့နေရာတွေအများကြီးရှိရပါတော့ကျွန်တော်ဥပမာ Battle Pass မှာဖြစ်ဖြစ်ပါညာပေါ့ဆိုတော့အဲ့နေရာတွေမှာသုံးစေချင်တယ်ပြီးတော့နောက်တစ်ခုကကျတော့ဒီ Echo Jade တွေနဲ့ကျွန်တော်တို့ game ထဲမှာရှိတဲ့အခုထွက်ထားတဲ့ဟာမှာ in a way တွေမှာအကောင်းဆုံးလို့ပြောရရတယ် in a way moral champ ပေါ့အဲ့တော့ကျွန်တော်တို့ Echo Jade 9000နဲ့ဖွင့်လို့ရတယ်ပေါ့အဲ့ကျွန်တော်ပြရတဲ့နေရာလေးကိုသွားလိုက်မယ်ဟိုကျွန်တော်ရောက်သွားတဲ့နေရာကတော့ဒီနေရာပေါ့Blissful Retreat ရဲ့ဒီပေါ်နားလေးက teleport point ပေါ့အဲ့မှာဆိုရှင်ဒီမှာ gate တစ်ခုရှိတယ်အဲ့ gate ရဲ့အနောက်မှာဒီပဲအဲ့တိမ်ပေါဆွဲဘဲရှိရယ်ဘဲကိုတွားပြီးတော့စကားပြောလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော် Moral Chan ရဲ့ page တွေအဲ့လို10ခုရောင်းနေဗျာ10ခုတစ်ခုကိုEcho Jade 900နဲ့ဝယ်လို့ရတယ်အဲ့တော့ total ဆိုလို့ရှိရင် Echo Jade 9000ပေါ့အဲ့နဲ့ကျွန်တော်တို့ဖွင့်လို့ရတယ်ပေါ့ကျွန်တော်မှာဆိုလို့ရှိရင်ကျွန်တော်မှာဆိုလို့ရှိရင်ဒီမှာ Moral Chan ကိုမှကျွန်တော်ကstage 3 ထိလောက်ထားပါပြီเนาะ tier 3 ထိလောက်ထားပါပြီဒီဟာလေးကိုကျွန်တော်ပထမဆုံးလောက်စေချင်တယ်ပေါ့ဒါမှကျွန်တော်တို့ရဲ့ character ပို့ပြီးတော့အဲ့လိုstrong ဖြစ်လာမှာပေါ့အဓိကဒီကောင်းမှာပါရဲ့သူက physical penetration နဲ့ physical attack ကြောင့်သူကယူကြရပါเนาะ Number 3 the oddities so ဒီ game ထဲမှာနောက်ထပ်အရန်အရေးပါတဲ့အချက်ကကြတော့ the oddities ပေါ့เนาะကျွန်တော်တို့ oddities တွေကဥမာကိုယ့်ရဲ့ character ကအဲ့လို stamina မရှိတာမျိုးတို့ပြီးရင်အဲ့လိုခဏလောက်dodge ပြီးလို့ရှိရင်မောသွားတာမျိုး stamina ကုန်သွားတာမျိုးဆိုလို့ရှိရင်အဲ့လိုကိုယ့်ရဲ့ character oddities တင်မှုလိုတယ်ပေါ့နော်ဆိုတော့ oddity တင်တဲ့နေရာမှာဆိုလို့ရှိရင်ကျွန်တော် oddities တွေကိုဒီမြေပုံရဲ့နေရာအနှံ့မှာအဲ့လိုတွေ့လို့ရတယ်ဗျာဘာပုံစံလေးနဲ့တွေ့ရတယ်လဲဆိုလို့ရှိရင်သူကအဲ့လိုမြေပုံမှာပြရတာလိပ်ပြပုံစံလေးနဲ့ပြရလိမ့်မယ်ပြီးရင်ကိုယ်အဲ့နောက်သွားလို့ရှိရင်ကိုကဘာအနေနဲ့တွေ့ရမလဲဆိုလို့ရှိရင်ဥမာအပင်လေးတွေအနေနဲ့ပြီးတော့ငှက်လေးတွေပြီးရင်ငှက်အတိုက်တွေပုံစံလေးနဲ့တွေ့ရမှာပေါ့နော်ကျွန်တော်အဲ့ဒီဟာတွေကိုအဲ့လိုတချို့မီးများနဲ့ပြစ်တဲ့ဟာတွေကိုပြစ်တချို့ကျတော့အဲ့လိုလိုက်ပြီးတော့ကောက်တဲ့ဟာတွေကောက်ပေါ့အဲ့လိုမျိုးကောက်ပြီးတော့ရတယ်ပေါ့ဒီရလာတဲ့ကျွန်တော် oddities တွေကိုကြတော့ကျွန်တော်ဘာလုပ်လို့ရလဲဆိုတော့ဒီဘက်ပထမဆုံးကျွန်တော်စပွင့်တဲ့နေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့အမှ general shrine ရဲ့အောက်နားလေးမှာပေါ့မီးပုံလေးရှိရကျွန်တော်ဆက်စချင်းပွင့်တဲ့နေရာအဲ့မီးပုံလေးကို teleport လိုက်မယ်ပြီးတော့ဆိုရင်ကျွန်တော်တို့အနားမှာဒီကျွန်တော်တို့ပထမဆုံး game အစမှာထိုက်ချီတင်ပေးတဲ့အယူလိုဘဲကြီးရှိတယ်။သွားပြောရဆိုလို့ရှိရင်သူနဲ့စကားပြောလိုက်သူဆိုလို့ရှိရင်သူ oddity exchange လုပ်ပေးလို့ပေါ့နော်။ဒီမှာသူ့မှာ submit oddity ဆိုတဲ့ဟာလေးနှိပ်လိုက်မယ်။အဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ melodies of peace ဆိုတဲ့ဟာမှာကျွန်တော်တို့ရတဲ့ oddity တွေကိုသူ့လာပေးလို့ရှိရင်ကျွန်တော်တို့ဒီဟာဆိုလို့ရှိရင်ကျွန်တော် endurance ပုံများရတယ်ပေါ့နော်။ endurance 5+ ပေးရတယ်
ဒုတိယဒါဆိုလို့ရှိရင် HP ကိုကျွန်တော်150ပေးရမယ်ပြီး vitality ပုံများမယ်ပေါ့ vitality ဆိုတာကျတော့ကျွန်တော် martial art တွေသုံးတာအဲ့လိုရမှုသမားတိုင်သုံးတာတို့ပြီးရင်guardian palm သုံးတဲ့ဟာတို့ဘာလို့ဆိုလို့ရှိရင်ကျွန်တော်ဒီ martial art သုံးတဲ့နေရာမှာအဲ့ဘေးကအဖြူအကွင်းလေးပေါ့အဲ့အကွင်းလေးက vitality အဲ့မရှိလို့ရှိရင်ကျွန်တော်သုံးလို့မရဘူးဖြစ်တတ်တယ်ပေါ့အဲ့တော့ဒီ oddities တွေကိုလိုက်စုပေးဖို့ကျွန်တော်တို့အကြံပေးချင်ပါတယ်ပြီးတော့ဒီ oddities တွေကိုကျွန်တော်တို့ like ရှာလို့ရတဲ့ website လေးရှိပါတယ်ကျွန်တော်အဲ့ website ကိုပြီးရင်ကျွန်တော် description မှာတစ်ချက်လောက်ချထားပေးပါမယ်ခင်ဗျပြီးရင်ကြတော့ကျွန်တော်တို့ဒီ Kai fan မှာကအဲ့လိုမျိုးပဲ oddity exchange လုပ်တဲ့နေရာနောက်တစ်ခုထပ်ရှိရယ်ပြီးတော့ကျွန်တော်ခုနကတော့ပြရတဲ့အဲ့ပထမစစပွင့်ချင်းကျွန်တော်တို့ထားရှိတင်ပြီးရဲ့ဘဲစီမှာတစ်ခါလဲလို့ရတယ်ပြီးတော့နောက်အဲ့Kai fan ကလုပ်တဲ့ဘဲကကြတော့သူ့ကအဲ့လိုကျွန်တော်ခွက်စီတစ်ခုလုပ်ပြီးတော့မှသူ့ကိုပြန်ပွင့်မယ်ပေါ့နော်သူ့ကိုပွင့်တဲ့အချိန်ကြလို့ရှိရင်ကျွန်တော် Kai fan မှာလည်းအဲ့လိုမျိုးပဲတူတူပဲ endurance တက်မယ်ပြီးရင်ကျွန်တော် vitality တက်မယ်ပြီးရင်အဲ့လိုသွေးတွေပါတက်မယ်တူတူပဲဒါပေမဲ့ကျွန်တော်ဒီဘက်ကကောင်ကကျွန်တော် quest နည်းနည်းပို့လုပ်ရတာပေါ့Number 4 breakthrough ဆိုတော့ဒီအပိုင်းကကျွန်တော် beginner တော်တော်များများတိုင်ပတ်ကြတဲ့နေရာမှာပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကဒီ level 20ပြည့်သွားပြီပြန်မတက်လာတော့ဘူးဒီထက်ပိုပြီးတော့မတက်လာတော့ဘူးကိုက boss တွေလည်း fight နေရယ်quest တွေလည်းလုပ်နေရတာနဲ့ဒီ level 20ရဲ့20ပဲတက်မလာတော့ဘူးဆိုတော့မျိုးရှိတတ်တယ်ဒါကတော့အဲ့လိုကျွန်တော်တို့ MMORPG game တွေအဲ့လို ARPG game တွေရင်းနှီးနေတဲ့လူတွေကတော့တိတ်ပြီးတော့ဖြစ်တာမရှိဘူးပေါ့ဒါပေမဲ့ဒီ game genre ကိုအဲ့လိုစိမ့်နေတဲ့လူတွေကတော့ခဏဖြစ်တဲ့နေရာမှာပါတယ်ပေါ့အမေးများကြတယ်ပေါ့ဆိုတော့ဘာလို့အောင်မလဲဆိုတော့ကျွန်တော်တို့ဒီ level 20ကနေမတက်တော့ဘူးဆိုတာကျွန်တော်တို့ character level ရဲ့ limitation ပြည့်သွားတာပါအဲ့တော့ကျွန်တော်ဒီ menu ကိုသွားလိုက်မယ်ဆိုလို့ရှိရင်ဒီ solo မှုရဲ့အပေါ်မှာcharacter level need to be increase ဆိုပြီးပေါ်လာလိမ့်မယ်အဲ့ပေါ်နေဟာလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ stage ကြီးကျလာလိမ့်မယ်အဲ့ stage မှာကျွန်တော် stage 1 stage 2 stage 3ဆိုပြီးရှိလိမ့်မယ်ဗျာအဲ့လိုအစင်လိုက်ရှိလိမ့်မယ်ကျွန်တော်အခုရောက်နေဆိုလို့ရှိရင်ဒီ stage 9ပေါ့နော်အဲ့တော့အဲ့အချိန်မှာကျွန်တော် breakthrough လုပ်မယ်ဆိုလို့ရှိရင်ဒီ breakthrough button လေးနှိပ်လိုက်ပြီဆိုလို့ရှိရင်ဘာလုပ်အောင်လဲဆိုတော့ကျွန်တော်တို့ရန်သူတွေနဲ့ fight ခိုင်းမယ်ဒီ enemy ရဲ့အဲ့လို wave 1 2 3အဲ့လိုလိုက်လာမယ်ဗျာလာလို့ရှိရင်ကျွန်တော်ဒီကောင်တွေကိုထိုင် fight boys ဆိုလို့ရှိရင်ဒီကောင်တွေနိုင်သွားပြီဆိုလို့ရှိရင်ဒီ battle cap လေးကပွင့်သွားလိမ့်မယ်ပွင့်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ level ကိုထပ်ပြီးတော့တက်လို့ရပါပြီ Number 5 resources ဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုနောက်ဆုံးအချက်မှာဆိုလို့ရှိရင်ကျွန်တော်ဒီ resource အကြောင်းလေးကိုကျွန်တော်နည်းထည့်ပြောချင်တယ်ပေါ့နော်ဒါတော်တော်များများအဲ့လိုသတိမထားမိကြတဲ့အချက်ပေါ့အဲ့တော့ဒီ resource တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့player တော်တော်များများအဲ့လို game အစပိုင်းမှာဆိုလို့ရှိရင်ဒီ oscillating jade တွေအဲ့လိုပြီးရင် coin တွေ raw ore တွေအဲ့လိုမျိုးအများကြီးပေးထားမယ်ပေးထားတဲ့အတွက်ကြောင့်မလို့ဒီ player ရအဲ့လို overwhelm ဖြစ်သွားပြီးတော့ဒီ beginner တွေတော်တော်များများအဲ့လိုတွေ့သမျှ weapon တွေအကုန်လုံးရှောက်ပြီးတင်တာပေါ့ဥပမာဆိုလို့ရှိရင်အဲ့လိုဒီဓာတ်လေးတွေ့လို့ရှိရင်လည်းဒီဓာတ်လေးကောင်းတယ်ဆိုပြီးတော့တင်လိုက်တာပဲဒါပေမဲ့ဒီဓာတ်ကိုမကြိုက်တော့နောက်ထပ်တစ်ခါ moblade ရသွားပြီဆိုလို့ရှိရင်ဒီ moblade လည်းမိုက်တယ်ဆိုပြီးတော့တင်လိုက်တာပဲဒါပေမဲ့ကျွန်တော်ကအဲ့အမျိုးအကြံမပေးချင်ပါဘူးမပေးချင်ပါဘူးကျွန်တော်ဘာဖြစ်စေချင်လဲဆိုတော့ player တော်တော်များများကို game အစားတွေကကိုဒီကြိုက်တဲ့ weapon တစ်ခုကိုတွေ့ပြီဆိုလို့ရှိရင်ဒီ weapon set နဲ့ဘေးဟာပို့ပြီးတော့ကောင်းလေဘေးဟာ pair လုပ်လို့ကောင်းမလဲဆိုတဲ့ဟာမျိုးကိုကြည့်ပြီးတော့ဒီ weapon တစ်ခုကိုပဲဒီ game အစားတွေကနေပြီးတော့အဲ့လို design မတ်တင်သွားစေချင်တယ်ပေါ့နော်ပြီးတော့အဲ့လိုမျိုးပဲကျွန်တော်တို့ဒီ gear တွေက enhance မှာဆိုလို့ရှိရင်လေကျွန်တော် enhance လုပ်မယ်ဆိုလို့ရှိရင်လိုတဲ့ဟာတွေက armor ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့လိုleather တွေလိုမယ် height တွေလိုမယ်ပြီးရင်အရေးကြီးဆုံးကဒီအဲ့ oscillating jade ပေါ့နော် oscillating jade ကဒီကောင်ကအဲ့လိုရဖို့ကလည်းခဲရင်းနေပြီးရင်အဲ့လိုသုံးရလို့ရှိရင်လည်းအဲ့လိုအချီကြီးသုံးရတာ20တို့15တို့သုံးရတော့နည်းနည်းအဲ့လိုနောက်ပိုင်း game တွေကြာလို့ရှိရင်နည်းနည်းရှားသွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်အဲ့လို level မပြည့်ရတော့ဘာလို့ဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဒီ resource တွေကို trigger ပြီးတော့သုံးစေချင်ပါတယ်အဲ့လိုတွေ့သမျှ weapon အကုန်လုံးကိုမတင်စေချင်ပါဘူးအဲ့လိုတင်တဲ့ဟာကိုတင်ကိုကြိုက်တဲ့ဟာကိုတင်ကိုနောက်ဆုံးအထိသုံးမဲ့ဟာကိုတင်ပြီးရင်ကျွန်တော်ဒီ enhance လုပ်တဲ့နေရာမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ level နဲ့ကို level နဲ့အညီပေါ့နော်အဲ့လိုlevel 25ဆိုလို့ရှိရင်လည်းအကုန်လုံးရှိမြဟာအကုန်လုံး level အညီ level 25ဆို25တွေယူအကုန်လုံးပြည့်အတင်စေချင်ပါတယ်အဲ့တော့မှကိုယ့်ရဲ့ဒီ martial mastery ကိုပို့ပြီးတော့မြင့်အောင်လုပ်လို့ရတာပေါ့နော်တခုတည်းကမြင့်နေရဆိုလို့ရှိရင်လည်းအရင်တိတ်ပြီးတော့ကောင်းမနေဘူးပေါ့ဆိုတော့ဒီနေ့ကတော့ကျွန်တော်ဒီ
ဒီထွက်ထားတာမကြသေးရဲ့ဒီ global မှာ release လုပ်ထားတာမကြသေးရဲ့ Where Winds Meet ဆိုတဲ့ game လေးရဲ့ beginner guide tip and trick 5 ခုကိုတင်ပေးသွားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ video လေးကိုကြည့်ပြီးတော့အားလုံးပဲထောက်ကူဖြစ်ကြမယ်လို့လည်းထင်ပါတယ်အားလုံးပဲgame ကိုကောင်းကောင်းပို့ပြီးတော့ဆော့နိုင်သွားမယ်လို့လည်းထင်ပါတယ်အဲ့ဒါကြောင့်မလို့ဒီကျွန်တော်ရဲ့ channel လေးကအားလုံးတို့အထောက်အကူပြုရဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို subscribe ပြုလုပ်ပေးသွားကြပါပြီးတော့ကျွန်တော်ကိုအောက်မှာ like လေးပေးသွားကြပါတော့ပြီးကျွန်တော်နောက်ထပ်လာမယ့်video တွေအတွက်ကိုလည်းဘာတွေလုပ်ပေးစီစဉ်လဲဥပမာကျွန်တော် weapon guide တို့ပြီးရင်ဒီကို character ကိုmartial mastery ပိုတက်အောင်လုပ်တဲ့နည်းတို့ပြီးရင်အဲ့လိုဘာ martial art တွေကိုဘယ်နေရာမှာသွားရှာရမလဲဘာနေရာအဲ့လိုသိချင်လို့ရှိရင်ကျွန်တော်ဒီ comment အောက်မှာရေးသွားခဲ့ပေးပါကျွန်တော်ကြည့်ပြီးတော့နောက်အလင်းတင်ရင်တင်တယ်လို့မျိုးကျွန်တော်ဒီထက်ပိုပြီးတော့ကောင်းတဲ့ video လေးတွေလည်းရအောင်လုပ်ပေးပါမယ်ဟုတ်ဒီ channel မှာကျွန်တော်ရဲ့ first time လုပ်တဲ့ video လေးဖြစ်တဲ့ကြောင့်မှားပါသွားရင်ခွင့်ပြုကြပါအားလုံးပဲကျေးဇူးတင်ပါတယ်